သားမှဝက်ဆိုသလိုပေါ့ဗျာဒီနေ့တော့ညနေဆောင်ဈေးလေးကိုသွားရင်းနဲ့ဝက်နံရိုးနှုတ်လေးတွေရလာလို့စီပြန်အနစ်ချက်လေးချက်ပြီးတော့အခုလိုချင်မောင်ကြော်လေးနဲ့တွဲစားရင်အရန်ဟိုမှာကရွင်းမိန်နဲ့ဝက်နံရိုးနှုတ်စီပြန်အနစ်ချက်လေးတိုးလာပြီးတော့မျှဝေပေးပါဦးမယ်ဗျာဟင်းတိုးမှာအဓိကအနံ့ကောင်းစီဖို့အတွက်ကြတော့ဂျင်းလေးကိုမညက်တညက်လေးထောင်ပြီးဒီလိုအရည်လေးထဲအရသာအတွက်ကြတော့စားလေးထဲညီနှံလေးတက်တာကိုဆနွင်းလေးပါထဲအားလုံးသမားအောင်နေပြီးအချိန်35မိနစ်လောက်နှက်ထားပေးပါအချိန်လေးပြည့်သွားပြီဆိုရင်တော့ချက်လိုက်ရအောင်ဗျာစီပူလာပြီဆိုတာနဲ့တစ်ကြပိုးခေါက်စီရစိနနပွင့်တို့ကိုမွေးနေအောင်ကြောအနေတော်လေးမွေးလာပြီဆိုရင်တော့စက်သွန်ပြူစက်သွန်ကြီးနှုတ်စင်ထားတာလေးတွေကိုလည်းမွေးနေအောင်ကြောအနစ်အတွက်ကြတော့ခရမ်းကျင်သီးလေးနှလုံးလောက်ထည့်ချက်ပါခရမ်းကျင်သီးလေးအနေတော့နွမ်းလာရင်တော့အစိမ်းမုတ်လေးထည့်ငုတ်တီကြံတောင်းလာတာလေးထည့်ဂျင်းလေးပါအသင့်တက်ပြန်ထည့်လိုက်တဲ့အမွေးကြိုင်နဲ့အယောင်ဆင်းနဲ့အားလုံးတသားတည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့အရသာနေထားတဲ့ဝက်နံရိုးနှုတ်လေးတွေကိုထည့်လို့ရပါပြီဗျာဝက်သားမတုံးဆောင်တဲ့သူတွေဒီနေ့တိုင်းချက်သားနဲ့ချက်ကြည့်ပါအရသာကိုကြတော့အသားမောက်လေးထည့်ချုံမုတ်လေးအနေတော့ထည့်ငါးငံပြရည်လေးအသင့်တက်ပြန်ထည့်မီးပုံမှန်လောက်နဲ့အပေါ်အောင်အားလုံးတစ်ပေါက်အောင်တစ်ခေါက်ပြန်ပြီးတော့မွေးဒါနဲ့ကိုယ်တိုင်ကြော်ချက်ဖို့အချိန်မရှိဘူးဆိုရင်တော့ကျွန်တော်စီမှာအသင့်စားဟင်းထုတ်လေးတွေလည်းရပါမယ်ခင်ဗျာတမအောင်မွေးပြီးဆိုရင်တော့ရေနွေးလေးအသင့်တင်ထပ်ထည့်ပါမယ်အဖုံးလေးကိုလုံအောင်ပိတ်ဟင်းအိုးလေးနောက်ထပ်တစ်ချိန်ခပ်ပွက်လေးပြန်ဆူလာတဲ့အထိချက်ပါမယ်ဗျာဟင်းအိုးလေးနောက်ထပ်တစ်ချိန်ခပ်ပွက်လေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ဒီအချိန်မှာဝက်သားကနူးပြီးလားဆိုလို့ရှိရင်တော့တိတ်တော့မနူးသေးပါဘူးအပေါ်ငယ်အရသာမြည်မယ်ဆိုလို့ရှိရင်တော့ဒီအချိန်မှာကျွန်တော်တို့မြည်ပြီးလို့ရပါပြီဗျာဒါနဲ့ဝက်သားရဲ့အရသာကိုပေါ်ပေါ်ထွင်လေးသုံးဆောင်ချင်တယ်ဆိုလို့ရှိရင်တော့ခရမ်းညင်သည်မထည့်ပါနဲ့ဝက်သားလေးနူးသွားအောင်လို့ရေလေးအသင့်တင်ထည့်ပြီးတော့နောက်ထပ်တစ်ချိန်ကျွန်တော်တို့မီးအေးအေးလေးနဲ့ပြန်ပြီးချက်ပါမယ်ဗျာဘယ်ဟင်းမဆိုအချိန်ပေးပြီးတော့ချက်လေးပို့ပြီးအရသာကောင်းလေးပါပဲဗျာကဲအခုလိုနောက်ထပ်တစ်ချိန်ဟင်းအိုးလေးပပွက်ပြန်ဆူလိုက်ရင်တော့အပေါ်ကနေမဆလာလေးအုပ်ပြီးပါဗျာမဆလာမကြိုက်တဲ့ချစ်ညီကိုတွေအတွက်ဆိုလို့ရှိရင်လည်းအခြားအမွေးကြိုင်ကိုပြောင်းသုံးလို့ရပါသေးတယ်ခင်ဗျာဟင်းအနစ်နနိုင်လေးနဲ့ချက်ထားတာမို့ဒီလိုအိုးလူပြီးထမင်းစားတာကြိုက်တယ်ဆိုလို့ရှိရင်တော့လိုက်ပြီးချက်စားကြည့်ပါဗျာဒီနေ့တော့ကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ထားတယ်အသင့်စားချင်မောင်ကျော်ဟင်းထုတ်လီနဲ့တွဲစားမှာပဲဖြစ်ပါတယ်ခင်ဗျာသုံးဆောင်ကြပါဦးဗျာလူလေးပါပစုံဆိုလို့ရှိရင်တော့ခုအကောင်းလိုက်လေးနဲ့အသင့်တင်တော့ထည့်ထားပေးတော့နော်လုံးဝ一派的ခွဲဒီပြုတ်တော့ကောင်းမှာပေါ့ချမောင်ကျော်နဲ့မတွဲစားခြင်းပဲသူတို့ဒီငပိကျော်နဲ့တွဲစားခြင်းနဲ့ကျွန်တော်စီမှာရှိပါတယ်ခင်ဗျာကြိုက်ကြပါဦးအေးစားကြပါဦး sorry 哇这油路啊一路盖嘛啥路高油弄出来一路蛋串呢အဲ့မှာစားလို့ကောင်းပြီအရသာလည်းရှိတယ်ဝက်နံယုံနှုတ်ဟင်းလေးလည်းဆက်စားကြည့်ပါခင်ဗျာချစ်ချင်းလေးနဲ့အီပြေလေးလိုချင်ဆိုရင်တော့ကျွန်တော်စီမှာအသင့်စားချင်မောင်ကျော်လည်းရှိမယ်နောက်ထပ်တစ်တို့ဒီငပိကျော်လည်းရှိမယ်နော်အခြားအရန်ဟင်းလေးတွေလည်းရှိပါသေးတယ်အခုအောက်မှာမြင်တွေ့ရတဲ့ပုံစံလေးတိုင်းပါပဲခင်ဗျာလိုချင်ဆိုရင်တော့လာရောက်မှာယူလို့ရပါတယ်
ဗျာဘိုင်